Hello ဆုလေးပေါ့နော်မနေ့ကဆုလေးပြောထားတာတော့မနေ့ပြန်ညရင် blind box တောင်းမယ်ပြီးလို့ရှိရင်ဖောက်မယ်ဆိုပြီးပြောထားတာပါဒါပေမဲ့နေ့က blind box ကိုပေါ့နော်လဲတန်းဘက်တော့မသွားဘူးအိမ်သားမှာ blind box ဆိုင်များတယ်ဆိုတော့အမှပဲကြည့်ကြည့်လိုက်တာအိမ်သားက blind box ဆိုင်ဈေးကြီးတယ်ပြီးတော့ဆုလေးလိုချင်တာတိတ်မရှိဘူးဆိုတော့ပေါ့နော်အဲ့တော့ပြန်လာပါတယ်ဒီနေ့ကကြတော့သွားမဲ့ဆိုင်ကြီးကမာလာမြိုင်ငါးလန်စိန်ကေဟာပေါ့နော်စိန်ကေဟာစီတီနာဆိုင်လေးပေါ့နော်အဲ့ဆိုင်တီးရဲ့သူလဲတီးတဲ့သူလဲတီးမယ်လို့ထင်ပါတယ်သူလဲအဆိုင်လေးကိုတော့မှာပါမာလာမြိုင်ငါးလန်စိန်ကေဟာပေါ့နော်အဲ့ငါပါစိန်ကေဟာစင်တာရှိစိန်ကေနဲ့ကြော်တာပေါ့နော်အဲ့ဟာစိန်ကေနဲ့တော့နီးတယ်ပေါ့အဲ့ပြောကပါအဲ့တော့ဆုလက်ခါဒီ blind box ကိုဝင်မယ်ပေါ့နော်အဲ့ဆိုင်ငါတဲ့ blind box တစ်ပေါက်ဝင်စကူတစ်ခါခတ်လို့ရတယ်တဲ့ဆိုဆုလက် blind box လဲသွားဝင်နေစကူလက်ခတ်ချင်တာနဲ့အဲ့လိုမျိုးလေးထုတ်လိုက်တာပါရှင်ဆုလက်ကကြောက်ဒီနေ့ဝယ်ပြီးတော့ blind box ကိုဒီနေ့ဖောက်ခြင်းဖောက်မယ်ဒါမှမဟုတ်မနက်ဖြန်ဆုလက်ရဲ့မွေးနေ့မှာဖောက်ခြင်းရင်ဖောက်ခြင်းဒီနေ့တော့ဝယ်မယ်ပေါ့နော်ဒီနေ့ကတော့ရနေပဲရှိသေးတယ်wait ဟုတ်တယ်ပေါ့နော်ဒီနေ့ကတော့ကြနေပဲရှိသေးတယ်ဒီအဲ့ဒါကို20ရက်နေ့အဲ့ဒါကိုပေါ့နော်ဆိုလဲဒီနေ့သွားဝယ်မယ်မာလာမြိုင်ဘက်မှာပေါ့နော်မာလာမြိုင်ဘက်မှာသွားဝယ်ပြီးလို့ရှင်အဲ့ဝယ်ပြီးချင်းဒီအိမ်ရောက်တာနဲ့ဖောက်ချင်းဖောက်မယ်ဒါမှမဟုတ်20တက်ဖောက်ချင်းဖောက်မယ်22ဖောက်ချင်းဖောက်ပါမယ်ရှိဒါပေမဲ့ဆုလေးကတော့အဲ့unboxing လုပ်တဲ့ဟာကိုအဲ့ blind box unboxing လုပ်တဲ့ဥစ္စာကိုမဖြစ်မနေတော့တင်ပေးပါမယ်ရှင်ဆုလေးရမွေးနေ့ပါ22ဒီနေ့ကျရင်ဆုလေးမွေးနေ့ပါရှင်ဆုလေးမွေးနေ့ကျရင်ဆုလေး happy birthday လုပ်တဲ့ဗီဒီယိုလေးလည်းတင်ပေးပါမယ်နော်အခါကျရင် comment ထဲမှာတော့ဆုလေးကို birthday wish လေးလုပ်ပြီးတော့ကြပါအောင်စားမလုပ်ဝေးလဲရရဘာမှဖြစ်ပါဘူးအဲ့ဒါကိုဒီနေ့သွားမှာပါအဲ့ဘက်ကိုသွားရင်တော့နည်းနည်းတော့နီးရပေါ့နော်ဆူလဲတော့ကနည်းနည်းလေးနှင်းကင်းဘက်တော့မသွားဘူးပေါ့နော်နှင်းကင်းဘက်ကအရန်ပူတယ်နေ့အရန်ပူတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဆူလဲက3နာရီဝဲလောက်သွားကြည့်သွားလောက်ပါမရှင်ပေရောက်ချင်းတော့ဖောက်နိုင်မှာမဟုတ်တော့ဘူးပေါ့နော်နောက်နေ့ကြာမှဖောက်တော့မှာဒီနေ့က20ဆို21 22အဲ့2ရက်ထဲက1ရက်ဖောက်ဖြစ်ရင်ဖောက်လောက်မှာပါကဲခုတော့သွားမဲ့အချိန်ကိုမရောက်သေးတော့ဆိုလဲစားလုပ်လိုက်ပါအောင်မယ်စားကြတော့ဘာစားလုပ်တာလဲဆိုလဲကြပါစားဖို့တော့ကြပါစားလုပ်ပါပါကဲခုချိန်ကအခုချိန်ကကြတော့ဒီနိုင်ရမှားနေတယ်အခုချိန်ကကြောက်10နာရီထိုးတော့မယ်ပေါ့နော်ဝေးလို့တည်းဆိုတော့ဆုလေးကနေပြီးတော့ဝယ်မှာပါ3နာရီခွဲမရောက်ခင်ဆုလေးကကြတော့စားလုံးမယ်စားလို့ပြီးသွားလို့ရှိရင်ဆုလေးစားလို့ပြီးသွားလို့ရှိရင်တော့ဆုလေးကနေရေချိုးခေါင်းလျှော်ရေချိုးပါမယ်ရှင်ပြီးလို့ရှင်တော့ဖုန်ကြည့်ပြီးသွားမယ်ချိန်အောင်တော့သွားပါမယ်သွားတဲ့ဗီဒီယိုလေးကိုဆုလေးကမတင်ပြီးတော့ဘာလို့ဆိုတော့ဒီအခုရိုက်နေတာကြတော့ tablet မလို့ပါအဲ့ tablet ကိုအိမ်မှာပဲထားခဲ့ရပါတခါတလေမှ tablet ကိုပြင်နေယူရပါကဲအလုံးမဲဆုံးဖြတ်ကြည့်ပေးတဲ့တယောက်ကျစီတိုင်းကိုကျေးဇူးတင်ပါတယ်အလုံးမဲ bye bye like and subscribe လုပ်ပေးကြပါဦးနော် bye bye ဒါပတ်တူးနော် bye bye